ဟုတ်ကဲ့ကိုကြီးကျန်သူ YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့မျက်မြင်ညီကောင်မတို့များနဲ့တကွာတခြားသောဝင်ရောက်လေ့လာနေတဲ့မိတ်ဆွေများလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီဗီဒီယိုအတူလေးကတော့ကျွန်တော် Telegram message တွေကိုပေါ့နော်Telegram group ပဲဖြစ်ဖြစ်ဗျာကိုယ့်ရဲ့ channel ပဲဖြစ်ဖြစ်ပေါ့နော်ပင်လောက်တဲ့ဟာပေါ့နော်ပင်ထောက်တဲ့ဟာလေးအဲ့ဒါလေးလာပြောပြတာပါတချို့တွေကတော့လောက်တတ်တဲ့လူရှိတယ်မလောက်တတ်တဲ့လူရှိတယ်ပေါ့နော်မလောက်တတ်တဲ့လူတွေအတွက်ပြောတာပါလောက်တတ်ပြီးသားလူတွေတော့ထားလိုက်တော့ပေါ့နော်အဲ့တော့ကျွန်တော်က OI chat through back button ကျွန်တော်ရဲ့ဟို OI chat through connecting ဟာဟျောင်းရေး OI chat through connecting ဘာလို့ notification shade Wi-Fi on Vital G670 on screen back button OI chat through OI chat through connect APK affiliate guard back button ဆိုတော့ဟိုပါပေါ့နှစ်နည်းရှိတယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့ top back ဆိုလို့ရှိရင်ဒီအခုကျွန်တော်တို့ G-Show နဲ့သုံးပါကွာသိလား top back ကတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော် top back ကကျွန်တော်မသုံးတာကြပြီအဲ့တော့ top back သုံးပြီးတော့ဟိုဖြစ်တဲ့လူတွေကတော့ဒီမှာဝင်ပြောခဲ့ပါနော်comment မှာဝင်မှန်းခဲ့လို့ရတယ်ကွာသိလားဆိုတော့ဒီဟိုကကျွန်တော်အခု G-Show နဲ့သုံးပြမယ့်ဟာကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ global contact menu ပုံစံမျိုးဆွဲလိုက်တယ်ဆိုလို့ရှိရင်ဒီအောက်ဆွဲညာရစ်ပေါ့နော်ညာဝိုင်းအောက်ဆွဲညာဝိုင်းအဲ့လောက်လိုက်လို့ရှိရင်ကျွန်တော် G-Show ရဲ့ main menu ရောက်တယ်အဲ့ main menu မှာ action ကိုနှိပ်လိုက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့အလုပ်ဖြစ်တယ်ဒါကတနည်းပေါ့နော်အဓိကတော့ကိုပင်လုပ်ချင်တာပါဒီမှာ zip file Samsung US English voices for multits.zip 385.9 MB sent at OIC 7:26 PM not seen viewed 43 times အဲ့တော့ကျွန်တော်ဒီမှာ TTS သုံးတဲ့လူတွေအတွက်ဟို Samsung US English အတန် zip file ပေါ့နော်ကျွန်တော်တင်တာအဲ့ဒါကိုကျွန်တော်တို့ဟိုပင်ထောက်မယ်ပေါ့နော်အခုကျွန်တော် G-Show ကျွန်တော်ဒါက April မှာထွက်တဲ့ update လာမသိထားပါတော့အဲ့တော့ကျွန်တော်ဒီမှာ actions message options ဒီမှာ Ogren translation နော် actions message options action နော် action ဆိုတဲ့ဟာရောက်တယ်နော် open file message options ဒါပညာရွှေ့တာပေါ့နော် open file enter selection open file message options message option မှာကျွန်တော်နှိပ်လိုက်မယ် open profile နော် open profile ပြကျွန်တော်ညာဘက်ကိုဆက်သွားမယ်နော် reply copy link save to download share forward ဒီမှာပင်ပေါ်လာပြီနော်အဲ့ဒါကိုကျွန်တော်တို့နှိပ်လိုက်မယ် pin message ဟုတ်ပြီ cancel ဒီမှာ cancel ပေါ့နော် do you want to pin this message in this channel နော်ဒီ message ကိုဒီ channel မှာပင်လုပ်ချင်လားနော် pin နော် cancel pin လိုက်ပြီနော် OI chat through ဟုတ်ပြီ OI chat through connect APK Philipro to leave a comment OI chat through connecting APK Philipro to VP back button တော့ဘာလို့တော့သူ connecting ဖြစ်နေလဲမသိဘူးဗျာအဓိကတော့လောက်တဲ့နည်းကိုပဲကျွန်တော်လာပြောပြတာပေါ့နော် line ရှိတဲ့တော့သူကောက်နေတာအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီမှာဒုတိယ APK Philipro pipe V0.27.4 mod.app 11.3 MB sent at OI 12:29 PM not seen viewed 85 times ဟုတ်ပြီအဲ့ new pipe ကိုကျွန်တော်ဟိုလုပ်မယ်ပေါ့နော်အဲ့ဒါကိုလည်းဒီလိုမျိုးပဲကျွန်တော်တို့ဟို main menu ခေါ်ပြီးတော့ action နဲ့ကိုထောက်ပြီးတော့သွားကျင်သွားပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအပေါ် actions message options ဘယ်ညာရွှေ့မယ်နော် message option ဝင်လိုက်မယ်ဝင်ပြီးတော့ညာဘက်ကိုရွှေ့မယ် save share forward in ပင်နော်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော် do you want to ပါနော် message do you want to pin this message in this channel in cancel နှစ်ခုရှိတယ်အဲ့တော့ကျွန်တော်ဒါကတော့ပင်မလုပ်တော့ဘူး OI chat through ဆိုတော့အဓိကအဲ့ဒါလေးပါဗျာအဲ့ဒါလေးလာပြောပြရလေနော်လှုပ်တတ်တဲ့လူတွေကတော့ထားလိုက်တော့ပါနော်မလှုပ်တတ်တဲ့လူတွေအတွက်လာပြောတာတကယ်လို့ဟိုအဲ့ဒီအပေါ်အောက်ရွှေ့တဲ့နေရာတွေမှာဗျာတချို့ဟိုမလိုအပ်တဲ့ဟာတွေဖြုတ်တာတတ်တာလည်းတခါကျွန်တော် G-Show ဟိုမှာပြပေးခဲ့ဘူးတယ်ဗျာကျွန်တော်ရဲ့ကိုကျန်းသူ Telegram channel CSR နဲ့ပတ်သက်တဲ့ဒီဟိုဟာမှာဟို playlist ထဲမှာလည်းသွားကြည့်လို့ရတယ်ကွာအဲ့ဒီelement တွေပေါ့နော်ဒီအပေါ်အောက်ဆွဲလို့ရှိရင်ကွာလို့ default တို့ပါတော့မလိုအပ်တာတွေဖြုတ်ပြီးလိုအပ်တာတွေထည့်တဲ့ဟာလေးလည်းအဲ့မှာပြထားရှင်အဲ့မှာသွားကြည့်လို့ရတယ်ပေါ့နော်တခုကတော့ကျွန်တော်တို့ဒီ Telegram message ကိုfile ပဲဖြစ်ဖြစ် message ပဲဖြစ်ပင်ထောက်တဲ့ဟာလေးအဲ့ဒါပြပေးတာပေါ့နော် top back နဲ့ဘယ်လိုသုံးလဲတော့ကျွန်တော်မသိပါဘူးလို့ top back မသုံးတာကြလို့ပေါ့နော်အဲ့ဒါလေးလာပြောပြတာပါဗျာကျေးဇူးပါနော်